အရန်ထူးဆန်းတဲ့ယောဂတစ်ခုကိုဒီဂျပန်လုပ်ငန်းဝင်မှာတွေ့ခဲ့ရတယ်ပေါ့အဲ့ဒါလေးကိုပြောပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့သူကလေအိပ်ပျော်ပျော်သွားတဲ့ယောဂတယ်ပေါ့နော်ခါမှသူ့အတွက်ကတော့အရန်တော်တော်ထူးဆန်းတယ်ပေါ့နော်ဒါကိုယောဂတစ်ခုလို့စုကမသိခဲ့ဘူးဘယ်လိုဖြစ်တာလဲဆိုတော့အောင်းရင်ကိုအတိအကျပြပြမယ်ဆိုလို့ရှိရင်ဒီက၄လပိုင်းမှာ4လပိုင်းဆိုလို့ရှိရင်ဂျပန်မှာကတော့ရှင်းနှွှရှာရင်ဆိုတဲ့ဝန်ထမ်းတစ်တွေရောက်တယ်လေအဲ့လိုပဲသူတို့ကုမ္ပဏီကိုလည်းဒီထပ်တန်းပြီးထားတဲ့ကျောင်းသူတွေကဝန်ထမ်းတစ်နေနဲ့ရောက်လာတယ်ပေါ့နော်သူတို့ဌာနမှာအရင်လှုပ်တယ်သူကပထမတစ်ပတ်နှစ်ပတ်လောက်ကတိတ်မသိတာဘူးချက်ဝန်ထမင်းစားပြီးတဲ့အချိန်မျိုးဆိုရင်ငိုင်နေရမျိုးတွေအဲ့လိုမျိုးတွေ့အောင်ပြီးတော့သူတို့ရဲ့ senior ဆိုတော့ကွာဒီဟာလေးလှုပ်ပြီးတော့ဟွာလေးလှုပ်ပြီးတော့လို့အဲ့လိုမျိုးပြောလိုက်တဲ့ခါကြလို့ရှိရင်တော့သူအိမ်မငိုက်တော့ဘူးနော်အဲ့ကနေမှတဖြည်းဖြည်းနဲ့ဘယ်မှာပို့ဆိုးလာလဲဆိုတော့၄လပိုင်းအကုန်၅လပိုင်းအစမှာတော့ golden week ဆိုပိတ်ရက်ရှည်ပိတ်တယ်လေအဲ့ဒါပြီးသွားတဲ့အချိန်မှာပြန်ရုံးနေပြန်ဖွင့်တဲ့အချိန်မှာသူကပို့ဆိုးလာတယ်တနေ့လုံးမှာအဲ့လိုအိမ်ငိုက်တဲ့အချိန်ကြီးတွေကလည်းအရမ်းများလာတယ်သူ့အသေးချာတယောက်တည်းပေါ့နော်ခေါ်ပြီးတော့ဘာဖြစ်လို့လဲပေါ့နော်အဆင်ပြေလားရုံးမှာအလုပ်လုပ်ရတာသူကအဲ့လိုအကြောင်းရင်းကိုသိဖို့အတွက်သူ့ကိုမေးရတာပေါ့နော်အိပ်ပျော်သွားတယ်နော်သူ့အသေးချာလေးအဲ့လိုအရန်ကြီးနဲ့မေးလို့မရဘူးကွယ်ဒီလားဂျပန်မှာလေဂျပန်လုပ်ငန်းခွင်မှာကအဲ့လိုလူတယောက်ရဲ့ privacy ကိုအရန်ကြီးအရန်အိမ်ငိုက်တယ်နော်မအိတ်နဲ့အဲ့လိုမျိုးကြီးလည်းတော့ပြောလို့မရဘူးပေါ့နော်တော့ပြောတာတော့သူဒီចောင်းသားဘွားကနေပြီးတော့ဒီလိုဝန်ထမ်းဘွားကိုတန်းရောက်သွားတဲ့အချိန်မှာသူ့အတွက်ကနားတဲ့တင်တိုင်းပေါ့နော်ဟိုနေသားမကြသေးဘူးပေါ့နော်အသားမကြသေးတဲ့အတွက်သူနည်းနည်းပင်မန်းနေပေါ့နော်ပင်မန်းနေကြောင့်သူအိမ်ငိုက်တဲ့ဟာတွေအရန်ဖြစ်တယ်လို့ပြောတယ်ပေါ့နော်အဲ့ကနေတဖြည်းဖြည်းနဲ့9လပိုင်းလလေလကော6လပိုင်းလောက်ကြာပိုဆိုးလာတာသူကနေ့ရက်တော်တော်များများမှာအဲ့လိုအိပ်ပျော်နေတဲ့အချိန်တွေကများတာကွာတဲ့သူ့အလုပ်ကကြာ8နိုင်ခွဲမှာရုံးတက်တာဆိုတော့မှာချောလဲဆိုမနေ့ပိုင်းအဲ့ဟိုမီတင်တွေပိုင်းရှိရင်မီတင်ပိုင်းလုပ်ပြီးတန်ရှင်းတွေပိုင်းလုပ်အဲ့ဒါပြီးသွားလို့ရှိရင်အဲ့နေစပြီးတော့အိတ်လိုက်တာနေလေအချိန်ပဲဖြစ်ချင်တော့သူတို့ဌာနမှာအခုတလောကအလုပ်သိမ့်မရှိဘူးအလုပ်ပါတဲ့အချိန်ဖြစ်နေတာပေါ့နော်ဒီ4လပိုင်း5လပိုင်း6လပိုင်းတအားအလုပ်ပါတယ်အချိန်ဆိုတော့သူ့ကိုခိုင်းစရာအလုပ်ကလည်းတိတ်ရှိမနေဘူးပေါ့နော်အဲ့တော့သူကလုပ်ပြီးသားအလုပ်တွေကိုပဲသူ့ကို run shoe ဆိုရယ်ဒီ practice လုပ်တဲ့ lead တဲ့အနေနဲ့ပဲပုံနေဆွဲခိုင်းနေရမျိုးတို့ lead တဲ့အနေနဲ့ပဲအလုပ်လိုခိုင်းနေရတာပေါ့နော်အဲ့တော့ तू ကသူ့အတွက်ကဟိုအလုပ်ကတိတ်ပြီးတော့ဟို excited မရှိဘူးနဲ့တူပါရဲ့အဲ့လိုလဲသူတို့ကပထမထင်တာပေါ့နော်6လပိုင်းလောက်လဲကြလဲကြာရောသူတို့ရဲ့ဒီအထက်က senior တွေကပေါ့နော်သူတို့ပြောမယ်ဆိုသူတို့ဌာနရဲ့အကြီးဆုံးခါချောပေါ့နော်ခါချောကနေသူ့ကိုတဲ့ခေါ်ပြီးမေးမှပဲရတော့မယ်သူတို့ main လေးချင်းချင်းဆိုမေးကြည့်ဆိုလဲမေးကြည့်ပေမဲ့လဲတေချာတိကျတဲ့အဲ့လိုသူတို့ကယောဂါလားဆိုတာသိချင်တာကွာသိလားအဲ့ဒါနဲ့သူက senior မေးလိုက်တယ်ဟဲ့အဲ့ဒါယောဂါရှိလို့လားပေါ့နော်သူတို့အိတ်ချင်လို့အိတ်တာပေါ့နော်အဲ့ဒါယောဂါဖြစ်နိုင်မှာမလားပေါ့နော်အဲ့ဒါနဲ့ပဲသူတို့ကမေးပြီးမယ်အဖြေမထွက်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်ဒီခါချောကနေတစင်ခေါ်ပြီးတော့မေးတော့အခုနောက်ပိုင်းဆိုဘယ်လောက်တောင်ဆိုးလာလဲဆိုလို့ရှိရင်တဲ့ကားမောင်းနေနေတာအရန်အိတ်ငိုက်လာပြီးအိတ်ပျော်ခြင်းတရားဖြစ်တဲ့အခြေအနေအထိကိုဖြစ်လာတယ်ပေါ့နော်အဲ့ဒါအရန်ကိုအာဘူးနိုင်နေအရန်အနေများတယ်ပေါ့နော်အဲ့ဒါနဲ့ပဲသူနဲ့ဆွေးနွေးပြီးသွားတဲ့နေ့မှာပဲချက်ချင်းပဲစေးအောင်သွားတင်တယ်ပေါ့စေးကန်းလည်းရှိရဒီမှာအဲ့လိုမျိုးဖြစ်ကြတဲ့လူတွေလည်းများတယ်ကလေးတွေမှလည်းရှိတယ်တဲ့အဲ့လိုခါချောရဲ့အမျိုးသမီးကကြောက်တောင်းဆရာမဆိုတော့သူ့မိမဆရာနေသူကြားဘူးတဲ့ကလေးတွေထဲမှာလည်းအဲ့လိုမျိုးရှိရပေါ့နော်စေးကန်းတေချာသွားပြပြီးတော့အဲ့ဟာကိုလုတ်ပါဆိုပြီးတော့သူ့အိမ်ကမိဘကိုချက်ချင်းဖုန်းဆက်ပြီးတော့အဲ့ဒါရဲစီကန်သွားပါဘောနော်အဲ့ညလုံးဝသူ့ကားပေးမမောင်းတော့အဲ့ရနေစားပြီးတော့အဲ့နေစားပြီးစုပေါ့နော်ဟဲအဲ့လိုမျိုးယောဂါရှိရလားဆိုပြီးတော့တော်တော်လေးထူးဆန်းသွားရပေါ့နော်တချို့ကျတော့အဲ့လိုမျိုးဒီကွန်ပျူတာတွေကိုအရင်ကြည့်ရတဲ့အလိုမျိုးကိုအဆင်မပြေတဲ့လူမျိုးတွေလည်းရှိရပေါ့နော်သူကကျတော့အဲ့ရဲ့ဒီ race ကမျက်လုံးအထိရတယ်တော့အိတ်ချင်လာအဲ့လိုမျိုးပေါ့နော်ထူးထူးဆန်းဆန်းဟိုယောဂါတစ်ခုလို့အခုမှပဲသိခဲ့ရတယ်ပေါ့နော်ဂျပန်မှာလည်းလို့ထူးဆန်းတဲ့ယောဂါလေးရှိရပေါ့နော်သူတို့အလုပ်ကမလေးကကျတော့သူကဒီအထက်တန်းနောက်ဆုံးနှစ်မှာတည်းကအဲ့ဒီပြဿနာကတော်တော်လေးကိုဆိုးလာတာတချို့ရက်တွေဆိုလို့ရှိရင်လည်းသူကတော်တော်ပြင်းပြင်းထန်ထန်ဆိုးလာတဲ့အတွက်ကြောင့်အစားအသောက်တွေပါမဝင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်လာတာပေါ့နော်အခုတော့သူစေကန်းသွားပြီးတော့ဆက်ဖြစ်လဲတော့မသိသေးဘူးဂျုံမလာတော့2ရက်3ရက်ရှိပြီအဲ့တော့ဘလို့ reset ထွက်သွားလဲသူစေကန်းသွားပြီးတော့ဘလို့အခြေအနေကောင်းလာလားမကောင်းလာလားဆိုတာကိုသူထပ်ပြီးတော့ပြပြပေးပါမယ်အဲ့လိုမျိုးကြုံမှုတဲ့လူတွေရှိရဆိုရင်လည်းသူ comment လေးမှတ်မိခဲ့ပါအဲ့လိုလူမျိုးတွေကိုဘလို့မျိုးသူနဲ့ communicate လုပ်ရလဲဆိုတာကိုလည်းသူ့ကိုအကြံဉာဏ်ပေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်